တဲ့နေ့ဆိုတဲ့တခြင်းဟာ2020ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအချိန်တုန်းက NLD ပါတီရဲ့အောင်နိုင်ရေးတခြင်းဖြစ်ခဲ့တယ်လို့နှွေဦးတော်လှန်ရေးကာလတလျှောက်လုံးမှာလည်းတော်လှန်ရေးတခြင်းဖြစ်လာခဲ့ပါတယ်။ဒီတခြင်းကိုပြည်ပမှာအလုတ်လုံနေကြတဲ့ရွှေပြောင်အလုတ်သမားလူငယ်တွေစုပြီးဖန်တီးခဲ့တာဖြစ်ပြီးတော့ဖန်တီးသူတဦးဖြစ်တဲ့မိုင်းမျိုးဆက်ဟာလက်ရှိတော်လှန်ရေးမှာလည်းအားသွန်ခွန်စိုက်ပါဝင်နေစေပဲဖြစ်ပါတယ်။အာနာသိန်းချိန်ကမလေးရှားနိုင်ငံအလုတ်လုတ်ကိုင်းနေသူဖြစ်တယ်လို့ကြာရနေရာကနေစွမ်းစွမ်းတမန်လှုပ်ရှားဆောင်ရွက်ခဲ့တာကြောင့်စစ်ကောင်စီရဲ့ပြစ်မှတ်ထားခြင်းခံရသူတဦးလည်းဖြစ်ပါတယ်။လုံခြုံရေးအခြေအနေကတော့ဒါအခုမှမဟုတ်ပါဘူးဒီစကားဆရဲ့မြေမောင်းကျုံးမှုကတော့ဒါ2021နောက်ပိုင်းတွေကတရားစကားဆရဲ့မြေမောင်းကျုံးမှုကိုတော့ခံနေရတာပေါ့နော်ဒီနေအိမ်တွေကိုလိုက်ပြီးစုံစမ်းလာတယ်နောက်ဆုံးပြောရလို့ရှိရင်နေအိမ်မှာလာပြီးတော့ဝိုင်းတဲ့အနေအထားတွေပါကြုံလာရတယ်အဲ့တော့ကျွန်တော်ရှောင်ရတဲ့အခန်းကဏ္ဍတွေပါအများကြီးရင်ဆိုင်လာရတယ်ပြီးလို့ရှိရင်နေရာတနေရာမှာကျွန်တော်အတိအကျမနေနိုင်နဲ့နေလို့မရတော့တဲ့အနေအထားတွေကျွန်တော်ကြုံလာရတယ်နောက်ပိုင်းမှာတော့ကျွန်တော် UN မှာကျွန်တော်အကူအညီတောင်းမှဖြစ်တော့မယ်ဆိုပြီးဒါ UNHCR မှာကျွန်တော်ဒီ UN register တင်တယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာလည်းကျွန်တော်အရင်တော့လုံခြုံနေရတော့မဟုတ်ဘူးကိုယ့်ရဲ့အသက်အန္တရာယ်အနေအထားကိုတော့ပို့ပါနေပဲဒါ view site ပြီးတော့နေရတဲ့အနေအထားတစ်ခုနဲ့ပေါ့နော်ဆိုတော့လက်ရှိအနေအထားလဲအသိနဲ့တတိနဲ့ပဲဖြတ်တန်းနေရတဲ့ဘဝတစ်ခုပါပဲမလေးရှားနိုင်ငံမှာရှိတဲ့မြန်မာတန်ယုံကသူ့ရဲ့နိုင်ငံကူးလက်မှတ်တက်တန်းတိုးလျှောက်ထားမှုကိုလက်မခံခဲ့တဲ့အပြင်ရှိပြီးသားလက်မှတ်ကိုပါဖျက်သိမ်းခဲ့တယ်လို့သူပဲမှနေထိုင်နေလဲဆိုတာကိုရှာဖွေစုံစမ်းကြတာမျိုးလည်းရှိတယ်လို့ဆိုပါတယ်။ပြည်ပမှာနေထိုင်အလုပ်လုပ်ကိုင်နေရတဲ့သူတွေအတွက်နိုင်ငံကူးလက်မှတ်ဆိုတာဟာအရေးအကြီးဆုံးစာရွက်စာတမ်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်စစ်ကောင်စီဟာပြည်ပမှာနေထိုင်ပြီးတော်လှန်ရေးမှာပါဝင်နေကြသူတချို့ကိုဖိအားပေးနိုင်ဖို့အတွက်နိုင်ငံကူးလက်မှတ်ဖျက်သိမ်းတာတွေပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီကနိုင်ငံကူးလက်မှတ်ဖျက်သိမ်းစည်ရင်ကိုပေါ်ပေါ်ထင်ထင်ကြေညာထားခြင်းမရှိတာကြောင့်ကာယကံရှင်တွေဟာတက်တန်းတိုးတာဒါမှမဟုတ်အခြားသောနိုင်ငံကိုသွားဖို့လုပ်တဲ့အခါကျမှသိရတာဖြစ်ပါတယ်။ဘတ်စပို့ဖျက်သိမ်းခံရသူအများစုဟာအာဏာမသိမ်းခင်ကတည်းကပြည်ပနိုင်ငံတွေမှာအလုပ်လုပ်ကိုင်နေကြတဲ့သူတွေဖြစ်ကြပါတယ်။ပြည်ပထောက်ဖို့အကောင့်လုံးနဲ့စင်ကာပူအပါအဝင်ထိုင်းမလေးရှားတောင်ကိုရီးယားနိုင်ငံတွေကမြန်မာရွှေ့ပြောင်း20ဝန်းကျင်ခန့်ဟာဘတ်စပို့ဖျက်သိမ်းခံလိုက်ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေသိရပါဗျ။မိုင်းမျိုးဆက်ကတော့ဒီလိုဘတ်စပို့အသိမ်းခံလိုက်ရတာဟာတော်လန်ရေးကိုအာရော့သွားစီတာမျိုးမဖြစ်စေတဲ့အပြင်စစ်ကောင်စီကိုစန့်ကျင်တော်လန်လို့စိတ်သာပိုပြင်းထန်လာခဲ့တယ်လို့ဆိုပါတယ်။ကျွန်တော်တို့တွေကသူများနိုင်ငံမှာနေပြီးတော့သူများလူမျိုးတွေသူများအစိုးရကဒုက္ခပေးမှာကိုမကြောက်ရပဲနဲ့သူများနိုင်ငံမှာနေတဲ့မြန်မာနိုင်ငံသားကမြန်မာနိုင်ငံကအစိုးရကဒုက္ခပေးမှာကိုကျွန်တော်တို့ကြောက်ပြီးတော့ကျွန်တော်တို့မှာကြီးလန့်ဆန်ဆန်နေရတဲ့ဘဝကိုကျွန်တော်တို့ရင်ဆိုင်နေရတာဗျဘလို့ပဲစဉ်းစားအရင်ရင်နာကြတော့ကောင်းတယ်နောက်တစ်ခုကဘာလဲဆိုတော့လက်ရှိဖြစ်ပေါ်နေတဲ့မြန်မာနိုင်ငံရဲ့အခြေအနေကအခြားနိုင်ငံကကျွန်တော်တို့မြန်မာလူမျိုးတွေသူများနိုင်ငံမှာအနှိမ်ခံရတဲ့ဘဝကိုကျွန်တော်တို့ကြုံတွေ့ရတယ်အနှိမ်ခံရတဲ့ဘဝကိုကြုံတွေ့နေရတယ်ကိုမြန်မာပြည်ကနေပြီးတော့အေဂျင့်ကနေပြီးတော့မှတရားဝင်ကောလေးနဲ့ပို့လိုက်တယ်ဆိုရင်တော့မှပဲစက်ယုံကမလိုချင်လို့ပြန်ပြီးတော့ဖြုတ်ချလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာတန်ယုံကိုတိုင်တယ်တန်ယုံကိုတိုင်ပြီးတော့မှအေဂျင့်ယုံကိုကျွန်တော်တို့တရားစွဲရမယ်အခန်းကဏ္ဍတွေကိုတွားရမယ်ခါမှာတန်ယုံလည်းတိုင်လို့မရဘယ်အေဂျင့်မှလည်းတရားစွဲလို့မရတဲ့ပြည်ပရောက်လာတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့လက်ရှိဘဝပေါ့ဗျာဒါကြောင့်မလို့ကျွန်တော်တို့ကပြည်တွင်းရောပြည်ပရောကျွန်တော်တို့ကပြည်တွင်းမှာကျွန်တော်တို့ဆရာနာရှင်ရဲ့ရုံမှမှုကြောင့်ပြည်သူတွေကအလူးလဲခံနေရတာလည်းမဟုတ်ပါဘူးပြည်ပမှာလည်းခံနေရတာပါပဲဆိုတော့အဲ့တော့ပြည်တွင်းနဲ့ပြည်ပဒီတော်လန်ရေးကိုလက်တွဲညီအခုလိုမျိုးစိတ်သက်ခံခံမှာနဲ့ဒီခရီးကိုဆက်သွားလို့ရှိရင်တော့ကျွန်တော်တို့ကဒီဝစ်ကြီးကနေပြီးတော့လွတ်မှာပါလွတ်ဖို့အတွက်လည်းသွားရမယ်လို့ပြောချင်ပါတယ်။ဘာကြောင့်ဒီလောက်ထိမိုင်းမျိုးဆက်ကိုမျက်မုံကြိုနေရတာလဲ။မိုင်းမျိုးဆက်ဟာမလေးရှားနိုင်ငံမှာတော်လန်ရေးရန်ပုံငွေပွဲကြီးတွေစီစဉ်သူတဦးဖြစ်ပြီးသူစီစဉ်ခဲ့တဲ့ပွဲတွေဟာလူတောင်းနဲ့ချီအောင်လာရောက်တဲ့အထိအောင်မြင်မှုတွေရှိခဲ့ပါတယ်။ဖြိုဖြေပွဲတွေ
ဘောလုံးပွဲတွေစသဖြင့်မလေးရှားနိုင်ငံအစိုးရကခွင့်ပြုထားတဲ့ပွဲတွေကိုမကြာခဏကျင်းပနိုင်အောင်2022ခုနှစ်ထဲမှာအပြင်းအထန်လှုပ်ရှားခဲ့သူတဦးလည်းဖြစ်ပါတယ်။လက်ရှိမှာနိုင်ငံကူးလက်မှတ်မရှိတော့လို့ရန်ပုံငွေရှာဖွေရေးပွဲတွေဆက်မလုပ်နိုင်တော့ပေမဲ့အခြားအဖွဲ့အစည်းတွေကပြုလုပ်တဲ့ပွဲတွေနဲ့ online project တွေမှာပါဝင်လှုပ်ရှားဆောင်ရွက်နေစေဖြစ်ပါတယ်။ပြည်ပနိုင်ငံတစ်ခုမှာတရားဝင်အထောက်အထားမရှိဘဲနေထိုင်နေရသူတဦးမလေးရှားနိုင်ငံအတွင်းမှာလူသိများထင်ရှားသူတဦးဖြစ်တဲ့အပြင်စစ်ကောင်စီကဖမ်းဆီးဖို့ကြိုးစားတာကိုခံခဲ့ရတာကြောင့်တနေရာထဲမှာအကြာကြီးမနေရဲပဲမကြာခဏနေရာရွှေ့ပြောင်းမှုတွေပြုလုပ်နေရင်ဒေါ်လာရဲ့အလုပ်တွေကိုလုပ်ရတဲ့အခါစိတ်တက်ကြမိတဲ့ကာလတွေလည်းအများကြီးရှိခဲ့ပါတယ်လို့သူကဆိုပါတယ်။မိုင်းမျိုးဆက် fighting ပေါ့။ဆိုတော့ကိုပဲပြန်ပြီး fighting လုပ်ကြတာပေါ့။ကျွန်တော်တို့တွေလဲကြလို့မရပါဘူး။ကျွန်တော်လဲကြလို့မရ။ကျွန်တော်တို့တွေကနှမ်းတစီတွေပါ။ကျွန်တော်တို့တွေကစီကိုထွက်ဖို့အတွက်ကျွန်တော်တို့တွေကနှမ်းတစီတွေပဲ။အဲ့နှမ်းတစီတွေတိုင်းကစိတ်ခံစားချက်ကြောင့်လဲကြသွားမယ်ဆိုလို့ရှိရင်ကျွန်တော်နှမ်းစီတွေမရှိတော့ရင်ကျွန်တော်စီကြိတ်လို့မရဘူး။ဆိုတော့ကျွန်တော်နောက်တစ်ခုကတော်လိုင်းရင်းနဲ့ပတ်သက်လို့ကျွန်တော်တို့မှာရင်ဆိုင်ရတဲ့အရာတွေအများကြီးရှိတယ်ပုံစံမျိုးစုံဘက်စုံကနေပြီးတော့အပြောခံရတဲ့အရာတွေအများကြီးရှိတယ်ဒါတွေကိုကျွန်တော်တို့နေ့စဉ်နဲ့မျှကြုံတွေ့လာတဲ့အချိန်ကာလတွေလည်းကျွန်တော်လနဲ့ချီပြီးတော့ရှိခဲ့ပါတယ်ဆိုတော့အဲ့ဒီအချိန်မှာကောမင်းလဲကျသွားလားမင်းနောက်ဆုတ်ဖို့ကြိုးစားလားနောက်ဆုတ်မယ်လို့စိတ်ကူးလားလို့ဆိုတဲ့အချိန်မှာဖေချာတာတစ်ခုကကျွန်တော်အဲ့ချိန်ကကျွန်တော်စီးပွားရေးလုပ်နေတဲ့အချိန်ကျွန်တော်ကုမ္ပဏီကြီးမှာကျွန်တော်လှုပ်နေတဲ့အချိန်ဆိုရင်တော့တေချာတယ်အဲ့ဒါကြီးကိုကျွန်တော်လှုပ်ပခဲ့ပြီးထိုးထွက်သွားရင်ထိုးထွက်သွားမယ်ဒါပေမဲ့ကျွန်တော်လူအများအတွက်လုပ်နေတဲ့ဒေါ်လာရေးဆိုတဲ့အရာတစ်ခုတော့ဖြစ်နေတဲ့အတွက်ပထမပြောခဲ့တဲ့စကားလိုပဲနှိုင်းမျိုးဆက် fighting ပေါ့လူတွေကိုစိတ်နာတတ်တယ်ဒါပေမဲ့ကျွန်တော်လူတွေကိုပဲစိတ်နာတယ်ဒေါ်လာရေးကိုစိတ်မနာဒေါ်လာရေးကစိတ်နာကောင်းတဲ့အရာမဟုတ်တဲ့ကျွန်တော်တို့ဒေါ်လာရေးကိုစိတ်မနာဘူးဒီနေ့ထိလည်းကျွန်တော်တို့ဆက်လက်ရှင်သန်နေသေးပါပဲဒေါ်လာရေးကာလအတွင်းရလာတဲ့စိတ်တန်ရအနာတရားတွေကိုသူချစ်တဲ့အမှုပညာအလုပ်တွေကိုလုပ်ရင်းကိုအားပေးရင်ခေတ်ကျန်းကြီးကိုဖျက်ဆီးနေပါတယ်ဆိုတဲ့မိုင်းမျိုးဆက်ဟာလူရှင်တော်ဖြစ်ချင်တဲ့ဆိုတဲ့အိမ်မက်ကိုလည်းထမ်းဖို့တာစေပါပဲဒီဒေါ်လာရင်းကာလမှာကျွန်တော်ပွဲတွေကတယ်ဆိုတာလေဒါကျွန်တော်ကဒီတချင်းဆိုတာတခုတည်းမဟုတ်ဘူးဒါပြက်ဆက်လက်ကတယ်တချင်းလဲဆိုတယ်လူရှင်တော်လက်ကတယ်နောက်ပိုင်းနှစ်ပါးသွားဆိုရင်လည်းဒါလူရှင်တော်ကတယ်အရှိမဆိုလည်းမြန်မာတန်စင်ကြီးပေါ့နော်မြန်မာတန်စင်ကြီးကတယ်တကယ်လို့ပြဆက်ဆိုလို့ပိုင်လည်းဒါပြဆက်ကတယ်ပေါ့နော်ဆိုတော့လက်ရှိလည်းလူရှင်တော်လောက်ကဒီတိုင်းပဲသွားနေတာပါအလင်းတင်တယ်လို့ဒီတကယ်လို့အခုချိန်မှာကျွန်တော်ပွဲမထွက်ဘူးဆိုပေမဲ့လည်းခါလီမှာအလင်းတင်တယ်လို့ဒီဟာတာဟိုပုံစံလေးတွေကိုဒါဖန်တီးပြီးတော့ကျွန်တော်ထွက်လို့ရှိတယ်ဆိုတော့နောက်အရေးတော်ပုံအောင်သွားခဲ့တဲ့အချိန်ကာလမှာကျွန်တော်တို့ဒီအခွင့်အာဏာတောင်းမယ်ဆိုရင်ပေါ့ဒါပေမဲ့တေချာတာတစ်ခုကကျွန်တော်ကဘယ်အရာကျွန်တော်လုပ်ချင်တဲ့အရာတစ်ခုကိုကျွန်တော်ဖြစ်မြောက်အောင်လုပ်လို့ရှိတယ်ကျွန်တော်ခက်ခဲနေတယ်ဆိုပေမဲ့လည်းကျွန်တော်အချိန်ယူတယ်ကျွန်တော်သုံးသပ်တယ်စဉ်းစားတယ်ပြီးရင်ကျွန်တော်အဲ့အရာကိုကျွန်တော်ရအောင်လုပ်လို့ရှိတယ်ဆိုတော့ရေတော့ပုံအောင်သွားခဲ့တဲ့အချိန်မှာကိုယ့်ဘဝလေးနဲ့ကိုပြန်လဲရှင်သန်ပြီးတော့ကျွန်တော်တို့ရက်တည်နေတဲ့အချိန်ဆိုလို့ရှိရင်တော့အထူးသဖြင့်ကျွန်တော်လူရှင်တော်ကကြံပါတယ်ကျွန်တော်နောက်ကြံရှိနေတဲ့အသက်သက်တမ်းတစ်လျှောက်လို့ကျွန်တော်လူရှင်တော်ကကြံပါတယ်အာနာသိမ့်မှုသာမဖြစ်ခဲ့ရင်ပျော်ပျော်နေတတ်တဲ့လူငယ်တယောက်အဖြစ်နဲ့ပဝင်းချင်းကလူတွေကိုပျော်ရွှင်စေတဲ့သူတယောက်အဖြစ်အသက်ကြီးသွားခြင်းကဲ့သို့ဖြစ်တာကြောင့်တော်လန်ရေးပြီးလို့စားဝတ်နေရေးကိုစိတ်ပူစရာမလိုတော့တဲ့အချိန်ကြရင်လူရှင်တော်ကချမ်းပါသေးတယ်တဲ့Thank you.